ဘယ်တွေတဝေထိုးပြီးပြန်လာလဲဗညာချိန်ကိုလည်းကြည့်ရောညမိုးချုပ်လို့မှောင်မဲနေပြီနေငါတို့နည်းနည်းလေးတောင်မစင်သားမိဘူးလား ကျွန်တော်တောင်းမှန်ပါတယ်မမကြီး အမားလုပ်ပြီးမှတောင်းမှန်တာမျိုးမလိုချင်ဘူးဗညာအစကတည်းကတောင်းမှန်တဲ့အမားမျိုးမလုပ်တင်တာညာကြီးချိန်မတော်တခုခုဖြစ်သွားရင်ရင်ကျိုးအောင်မမတို့နေငါတို့နည်းနည်းလေးတောင်မစင်သားမိဘူးလား ကျွန်တော်နည်းနည်းလေးနောက်ကျသွားပါနောက်ထပ်ပဲဖြစ်ရပါ ဒါနဲ့ရဲ့ချိန်လားငါတို့မင်းကိုဒီမှာ၄နိုင်လုံးထိုင်ဆောင်နေတာဒါနဲ့တော့အချိန်မှမဟုတ်တာဗညာထွက်ခါမင်းဘာတွေဖြစ်နေရလဲမမတို့မင်းမိသားစုဝင်လို့သဘောမထားရလားမင်းစိတ်ထဲမှာဘာတွေရှိနေလဲမမတို့ကိုပြောပြလေအခုတော့တခါမှအပြေမထွက်ဘူးတဲ့သူကဘယ်ရောက်လို့ဘယ်ပေါင်မှမသိမမတို့နည်းနည်းလေးမှအားမနာဘူးလား ဗျာလာဒီနေ့အိမ်မှာဘာမှရှက်တာမရှိဘူးငါတို့ပြင်သွားပြီးတော့တခုတော့ကြမယ်မင်းကလည်းလိုက်ခဲ့ ကိုခန့်နင်ကလေငါစုတော့လေကာစီးနဲ့နင်လည်းတူတူပဲချိုးကိုမပြေဘူး ဟုတ်ပါလေဗျာဟုတ်ပါဘူး